ချစ်သူလမ်းကြားကလေးမှတွေ့လိမ့်လို့နဲ့ရှာနေသူချင်းကြာလာတော့နေတဲ့ထက်နေကတွေ့တာမိတဲ့ချစ်သူလမ်းကြားကလေးမှရှိနို့ချစ်သူလမ်းကြားကလေးမှရှိနေနို့နဲ့ခါတလေမှများကြုံတဲ့တော့မျက်စိအောက်ကလူပါပဲဘယ်သူပြောနိုင်မှလဲမြေရင်ချက်ချင်းသိခဲ့ပါတယ်လူတွေရာထောင်ချီတဲ့ချစ်သူလမ်းကြားတဲ့ဝဲရှောက်လိုက်ရက်လိုက်နဲ့ရဲ့တရားတဲ့ချစ်သူလမ်းကြားတဲ့မှာဆောင်နေဆောင်နေတစ်ချိန်ချိန်တော့ကျင်နာသူကောင်းရလိမ့်မယ်ယုံကြည်လျက်ပဲ